ပြုပြင်မှုများနှင့်ပိုးမွားများကြွက်များကြပိုးများနှင့်အခြားပိုးမွားများကဲ့သို့သောမလိုလားအပ်သည့်ဧည့်သည်များကိုမည်သူမျှမနှင့်သက်ပါအပူရေပိုက်သို့မဟုတ်လျှက်စစ်ဆိုင်ရာပြဿနာများကြုံတွေ့ပူပါသလားရေကြီးတာပြည်ရင်းပေါက်တွေကွဲတာဒါမှမဟုတ်အတုံးဆောင်ဆက်ပစ္စည်းတွေရောဘယ်လိုလဲအေယာငါးရိုင်းနေထိုင်ရုံမှကြိုဆိုပါရစေဒီဗီဒီယိုမှာကျွန်တော်တို့ပြုပြင်မှုများနဲ့ပိုးမွားများကိုပြောသွားမှာဖြစ်ပါတယ်ဒီတော့အိမ်ငါးနေချိန်အတွင်းပြုပြင်မှုဒါမှမဟုတ်ပိုးမွားများကိုဂိုင်းတွင်ဖြည့်ရှင်းဖို့ဘယ်သူကအဓိကတာဝန်ရှိပါသလဲအိမ်ရှင်များနဲ့အိမ်ငါးသူများအသီးသီးတွင်လေးစားလိုက်နာရန်လိုအပ်သောအခွင့်အရေးနှင့်တာဝန်များရှိသည်အခြေအနေပေါ်မူတည်၍အခြေအနေတစ်ခုခုကိုပြုပြင်ရန်တဦးသို့မဟုတ်နှစ်ဦးစလုံးတွင်တာဝန်ရှိနိုင်သည်အိမ်ငါးသဘောတူညီချက်စာချုပ်သည်စာချုပ်တစ်ခုဖြစ်ပြီးအိမ်ငါးသည်အိမ်ငါးအခကိုပေးဆောင်ရန်သဘောတူပြီးအိမ်ပိုင်ရှင်သည်အိမ်ငါးနေထိုင်ရန်တင့်လျော်သောနေရာတစ်ခုထိပ်သိမ်းဆောက်ရှောက်ပေးရန်သဘောတူပြီးပိုင်ဆိုင်မှုအိမ်ယာကိုထိပ်သိမ်းဆောက်ရှောက်ရန်သဘောတူထားသောကြောင့်ပိုးမွားများနှင့်ပြုပြင်မှုများကိုဂိုင်းတွယ်ဖြည့်ရှင်းရန်မှာအိမ်ရှင်၏တာဝန်ဖြစ်သည်အိမ်ပိုင်ရှင်သည်ပိုင်ဆိုင်မှုအိမ်ယာကိုမထိပ်သိမ်းနိုင်ပါကအိမ်ငါးများအားလျော်ကြေးပေးရန်တာဝန်ရှိနိုင်သည်အိမ်ငါးများသည်နေထိုင်ရန်တည်တော်သောနေရာတွင်နေထိုင်ခွင့်ရှိတော်လဲ၎င်းတို့ကြောင့်ဖြစ်ပေါ်လာသောပြဿနာများအတွက်သို့မဟုတ်၎င်းတို့အားပြုပြင်ရန်အိမ်ရှင်၏ကြိုးပမ်းအားထုတ်မှုများနှင့်ပူးပေါင်းဆောင်ရွက်ရန်ပြက်ကွက်မှုတို့အတွက်တာဝန်ရှိပါသည်ဆက်ဆံရေးကောင်းမှုချင်းသည်ပြဿနာများကိုလျော့နည်းစေသည်အိမ်ငါးသူများသည်ပြဿနာများကိုအိမ်ပိုင်ရှင်ထံစောလျင်စွာသတင်းပို့တင်ပါသည်အိမ်ရှင်များကမူပြဿနာများကိုပုံမဆိုးရွားမလာမီအိမ်ငါးသူများအားစောလျင်စွာအကြောင်းကြားရန်တိုက်တွန်းတင်ပါသည်ပြသရှင်းလင်းသောဆက်သွယ်မှုရရှိရန်တောင်းဆိုချက်များကိုစာဖြင့်ရေးသားပါပြုပြင်ရန်လိုအပ်သည်များသို့မဟုတ်လှုပ်ဆောင်ရန်လိုအပ်သည့်လှုပ်ဆောင်ချက်များမည်သို့လှုပ်ဆောင်ရမည်နှင့်လှုပ်ဆောင်ပြီးဆုံးမည့်အချိန်များကိုစာရင်းပြုစုပါအငြင်းပွားမှုရှိပါကအိမ်ငါးများသည်ပြုပြင်ပြီးစီးရန်စောင့်စမ်းနေချိန်တွင်အိမ်ငါးခကိုဆိုင်းငံ့မထားရပါအိမ်လာကမပေးခြင်းသည်နှင်ထုတ်ခံရခြင်းအတွက်အကြောင်းပြချက်ဖြစ်သည်ဒါမှမဟုတ်အိမ်ငါးနှင့်အိမ်ပိုင်ရှင်နှစ်ဦးစလုံးသည် ORT သို့လျှောက်ထားနိုင်သည်ညီသူကိုမဆိုပြုပြင်ရန်အမိန့်ပေးနိုင်သည်ပြုပြင်ရန်လိုအပ်သည်သို့မဟုတ်ပုံမွားများရှိနေကြောင်းကြားနာရေးအရာရှိမှတွေ့ရှိပါကအိမ်ငါးများသည်၎င်းတို့၏ငါးရန်ခအားရော့ချပေးနိုင်သည်သို့မဟုတ်ချီးမြှင့်ငွေပေးအားခြင်းခံရမည်ဖြစ်သည်အိမ်ပိုင်ရှင်သည်အိမ်ငါးကြောင့်အပြည့်အစည်ဖြစ်ရသည်ဟုအကြောင်းပြကာခုခံကာကွယ်နိုင်သည်အိမ်ငါးကအပြည့်အစည်ပြုလုပ်သူဖြစ်ပါကအဲ့ဒီအပြည့်အစည်ကိုဖြည့်ရှင်းရန်ကုန်ကျစရိတ်အားလုံးသို့မဟုတ်အစိတ်တစ်ပိုင်းကိုပေးဆောင်ရန်အမိန့်ပေးခြင်းခံရနိုင်သည်တဖန်ပြသရှင်းလင်းသောအကြောင်းကြားဆက်သွယ်ပြောဆိုခြင်းရှိခြင်းသည်အထောက်အကူပြုအကျိုးရှိစေသည်ပုံမသိရှိလိုပါကကျွန်တော်တို့ရဲ့ website www.saskatchewan.ca/ort တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်